နိုင်ငံရေးချမ်းမှာဒဝါတက်တစ်ခုစစ်ထောင်ရတယ်ဆိုတာတကယ်တော့မလွယ်ပါဘူးနော်။ရာကအစိမ့်တက်ဖြစ်နေပြီဘယ်ကနေစလို့ဘယ်ကိုဆက်သွားမလဲဆိုတဲ့မတေချာမရေရမှုတွေနဲ့ပြည့်နေတတ်ပါတယ်ဟုတ်ပါတယ်ဒီမေကွန်းကကျွန်တော်များရဲ့စိတ်ထဲမှာရှိနေမှာပါ။ဒီအားလုံးကိုအစားခက်နေပြန်ဆော့ရတဲ့အခါဘယ်နေဆော့ရမလဲဆိုတာကတကယ့်ကိုအရေးကြီးတဲ့မေကွန်းတစ်ခုပါပဲ။ဒါပေမဲ့အဖြေတစ်ခုတော့ရှိနေပါတယ်အခုခေတ်မှာဆိုရင်လည်းအဖြေကကျွန်တော်တို့လက်ထက်မှာကင်ထားတဲ့ဖုန်းထဲမှာပဲရှိနေနိုင်ပါတယ်အထူးသဖြင့်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်တီးတန့်အရေးဆွဲထားတဲ့ digital လမ်းညွှန်တစ်ခုပေါ့အဲ့ဒါက Facebook Content Plan တစ်ခုပါကဲအဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့အထူးလေ့လာကြည့်ကြရအောင်ကဲဒါဆိုခီးဆက်လိုက်ကြအောင်လားပထမဆုံးနေပေါ့နော်နိုင်ငံတစ်ခုကိုအသက်ဆက်ဆက်ရောက်လာတဲ့သူတယောက်တဲ့အေးကြီးဆုံးနဲ့ချက်ချင်းလွတ်မဲ့အရာတွေကဘာတွေဖြစ်မလဲအဲ့ဒီနေပဲဆက်လိုက်ကြပါနိုင်ငံခြားတစ်ခုကိုရောက်ရင်အခက်ဆုံးကိစ္စကဘာလဲဆိုတာဟုတ်ပါတယ်တရားဝင်နေထိုင်ခွင့်ရဖို့ပါတယ်တော်တော်လေးကိုခေါင်းစမ်းရတဲ့ကိစ္စပါဒါမဲ့ဒီလမ်းညွှန်ထဲမှာဆိုရင်လေဗီဇအကြောင်းတွေနင်းဆက်ဖက်ဘယ်လိုတောင်းရမလဲဆိုတာတွေနောက်ပြီးအလုပ်လုပ်ခွင့်ပါမစ်ရှောက်ရမယ့်အဆင့်တွေကိုတစ်ခုချင်းစီရှင်းရှင်းလင်းခွဲပြထားတယ်ဆိုတော့အဲ့ဒီရှုပ်ထွေးတဲ့ယုံကိစ္စတွေကြားထဲမှာလမ်းပြောက်တော့မှကိုတိတ်ဆိတ်ပူစရာမလိုတော့ဘူးပေါ့တရားဝင်ဖြစ်ပြီဆိုရင်နောက်တစ်ဆင့်ကငွေရေးကြီးရေးမဲ့ပေါ့ကိုချီတော့ပုံကိုရက်တည်နိုင်ဖို့လေဒီလမ်းညွှန်ထဲမှာဆိုရင် Banga Bank Store, Kasikorn Bank Store လို့ဘဏ်တွေမှာအကောင့်ဘယ်လိုဖွင့်မလဲ Mobile Banking App တွေကိုဘယ်လိုသုံးမလဲနောက်ဝင်ငွေဘယ်လိုလွှဲရမလဲဆိုတာဒီကိုပါတဆင့်ချင်းစီတေးသေးချာလေးလမ်းညွှန်ပေးထားပါတယ်။ Yeah အရေးပေါ်လိုအပ်ချက်တွေပြည့်စုံသွားပြီဆိုတော့နောက်တစ်ဆင့်သက်ကြည့်ချအောင်ဒီအဆင့်ကတော့ရှင်တန်ယွန်တက်အခြေအနေကနေနေ့စဉ်ဘဝကိုတက်တောင့်တက်တာနဲ့ကျွမ်းကျင်ဖြတ်တတ်နိုင်ဖို့အတွက်လိုအပ်တဲ့အကြောင်းအရာတွေဘက်ကိုကူးပြောင်းသွားမှာပါ။ဂျာမာကြီးကိစ္စကတော်တော်များများအတွက်ခေါက်ရှုပ်စရာကောင်းတဲ့အပိုင်းတစ်ခုပါ။အထူးသဖြင့်နိုင်ငံတစ်မှာဆိုရင်ပေါ့ဒီမှာချိလိုက်ရင်အစိုးရဘက်ကမဖြစ်မနေလိုရတဲ့ CMS ရှိုက်လို့ကိုတဲ့ရွှေပြောင်းဂျာမာကြီးအာမာကန်တို့ MFAT လူမှုဖူလုံရေးတို့နဲ့ပုဂ္ဂလိကဆေးရုံဆေးခန်းရဲ့စနစ်ကိုရှင်းလင်းနိုင်ရှင်ပြထားတယ်။အဲ့တော့မှကိုအတွက်ဘယ်ဟာကပိုအဆင်ပြေမလဲဆိုတာကိုရွေးချယ်ရလွယ်သွားတာပေါ့နေစရာရှာတာကလည်းတကယ့်ကိုအလုပ်ကြီးတစ်ခုပါပဲနော်ဒါပေမဲ့ဒီလမ်းညွှန်ကအဲ့ဒါကိုလည်းလွယ်ကူတော့အောင်လုပ်ပေးထားတယ်ဥပမာအိမ်အမျိုးအစားတွေအကြောင်းရှင်းပြထားတယ်အိမ်မငားခင်ဘာတွေစီးရမလဲဆိုတဲ့ checklist ပါတယ်မီတာရေဘယ်လိုရှောက်ရမလဲဆိုတာတွေရောအရေးကြီးဆုံးကတော့အိမ်ငားတယောက်အနေနဲ့ကို့မှာပါအခွင့်အရေးတွေရှိတယ်ဆိုတာကိုပါတည်တည်ချာဖော်ပြပေးထားပါပဲနောက်တစ်ခုကတော့သွားရစ်လာရေးပေါ့မြို့ထဲမှာလဲမပြောက်အောင်လေဒီမှာဆိုရင် BTS ရထားလို့အများဆုံးစနစ်တွေအကြောင်း Grab တို့ Bolt တို့လို့ app တွေအကြောင်းနောက်ပြီး taxi တို့စုံထားတို့ဒေသရင်တွေအကြောင်းနောက်ဆုံး Rapid Card လို့ Quiver Card တွေအကြောင်းအထိအကုန်လုံးကိုစုံလုံးလင်းရှင်းပြထားတော့သွားရလာရတာတော်တော်လေးအဆင်ပြေသွားမှာပါကဲအခြေခံလိုအပ်ချက်တီပြီးဆုံးပြီဆိုတော့ခရီးတဲ့နောက်တစ်ဆင့်ကိုဆက်ထွက်ကြရအောင်ဒီအဆင့်ကတော့ရိုးရိုးရှင်းရှင်းနေထိုင်တာနဲ့ပိုလေးနဲ့ပါတယ်ဒေတာရဲ့ယဉ်ကျေးမှုကိုနားလည်ပြီးလူမှုအတိုင်းဝိုင်းထဲမှာတကယ်ကိုအသားတကျဖြစ်အောင်ဘယ်လိုနေမလဲဆိုတဲ့အရေးကြီးတဲ့အပိုင်းကိုရောက်လာပါပြီအိမ်နီးချင်းတွေအလုပ်ဖော်တယ်နဲ့အဆင်ပြေဆက်ဆံနိုင်ဖို့ကယဉ်ကျေးမှုကိုနားလေတာကနေစတာပါပဲဒီလမ်းညွှန်ကအဲ့ဒီအတွက်တရားထိုးပေးသလိုပါပဲထိုင်းယဉ်ကျေးမှုနဲ့မြန်မာယဉ်ကျေးမှုကြားမှာရှိတဲ့တူတာလေးတွေမတူတာလေးတွေကိုရှင်းပြပြီးတော့တယောက်နဲ့တယောက်သားစားတာဖြစ်နေနိုင်ဖို့အတွက်လမ်းခင်းပေးချပါတယ်ဘာသာစကားကလည်းအကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်နိုင်တယ်လေအဲ့ဒါကြောင့်ဒီလမ်းညွှန်ထဲမှာဘာသာပြန် update လို့လက်တွေ့ကြတဲ့တူးတွေအကြောင်းနောက်ပြီးအခြေခံထိုင်းစကားပြောအတန်းထွက်ဖိုင်တဲ့အထိနေ့စဉ်ဆက်ဆံရေးမှာအဆင်ပြေတော့အောင်ကူညီပေးမဲ့အရာတွေကိုပါထည့်သွင်းပေးထားတာတွေ့ရပါတယ်ဒီမှာပြောထားသလိုပါပဲအောင်မြင်မှုဇက်လိုင်းတွေကိုမျှဝေပေးတယ်တဲ့ဒါကဒီ content plan ရဲ့အဓိကအားသာချစ်တခုပဲသူကအချက်လက်တွေပဲပေးတာမဟုတ်ဘူးလူမှုအတိုင်းအဝိုင်းကိုတကယ်အလေးထားတယ်ရှစ်ကလူတွေအောင်မြင်မှုဇက်လိုင်းတွေကနောက်ရောက်လာတဲ့သူတွေအတွက်အကောင်းဆုံးခွန်အားနဲ့လိုင်းပြပဲမဟုတ်လားဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့ဒီခရီးရဲ့နောက်ဆုံးအဆင့်ကိုရောက်လာပါပြီဒီပိုင်းကတော့ယာယီနေထိုင်တာမျိုးမဟုတ်ပဲရေရှည်တဲ့အမြင့်တွေဖို့တင်ငင်တဲ့အနာဂတ်တစ်ခုကိုဘလို့တိဆောက်မလဲဆိုတာကိုအဓိကထားဆွေးနွေးသွားမှာပါဒီလမ်းညွှန်ကအစပိုင်းမှာပဲအသုံးဝင်တာမဟုတ်ဘူးเนาะကြည့်လိုက်ပါအလုပ်လုပ်ခွင့်ထက်တန်းတိုးတာတို့ကိုယ့်ရဲ့ဥပဒေပိုင်းဆိုင်ရာအခွင့်အရေးတွေကိုထိတာတို့ကလေးတွေရဲ့ပညာရေးကိစ္စတွေနောက်ပြီးငွေခွင့်လို့ရှိုးထွေးကိစ္စတွေအထိအချင်းကြလာတာနဲ့မြတ်ကြုံတွေ့လိုက်ရမယ်အကြောင်းအရာတွေကိုပါအကုန်လွှမ်းခြုံထားတာတွေ့ရမယ်ကဲအကြောင်းအရာတွေကတော့စုံလင်လာပြီဒါပေမဲ့ဒီလောက်ကောင်းတဲ့လမ်းညွှန်ဖြစ်အောင်နောက်ွယ်မှာဘလို့နီးပြူဟာတွေတုံးထားလို့ဒီလောက်ထိထိရောက်နေရတာလေအဲ့ဒါကိုတစ်ချက်ကြည့်လိုက်ကြရအောင်
ဒီမှာကြည့်လိုက်ရင်သူတို့ရဲ့ content strategy ကရှင်းရှင်းလေးပါအများဆုံးကရုပ်ပုံလေး 60% တောင်သုံးထားတယ်ဘာလို့လဲဆိုတော့လူတွေမြင်လိုက်တာနဲ့အလွယ်တကူနားလည်အောင်ပေါ့ပြီးမှအချက်အလဲပေးတဲ့စာသားတွေကို 25% နောက်ပြီးမေးခွန်းတွေ poll တွေလို့လူတွေပါဝင်လို့ရတဲ့ interactive content တွေကို 15% အချိုးကျလေးရောဆက်ပြီး fan တီးထားတာပါ သူတို့အတွက်အောင်မြင်မှုဆိုတာ view အရေးတွက်များတာကိုပြောတာမဟုတ်ဘူးအဓိက engagement rate ပါလူတွေဘလောက်တောင်တုံးပြမှုရှိလဲဆိုတာကို9%ကနေ8%အထိဖြစ်မှတ်ထားတယ်ဆိုလိုတာကလူတွေအများကြီးကြည်သွားယုံထက်တကယ်ကိုတက်တက်ကြွကြွနဲ့အပြန်လန်းကူညီတဲ့အတိုင်းဝိုင်းတစ်ခုတိဆောက်ဖို့ကိုပို့ပြီးအာယုံစိုက်တာပေါ့ ဒီနီးဗျူဟာရဲ့အသေးနှလုံးကပါတယ်ဆိုတော့အတိုင်းဝိုင်းကိုပဲအဓိကထားတာပါ admin တွေကပဲတစ်ဖက်သက်အချက်လက်ပေးတာမျိုးမဟုတ်ပဲ page ကိုတုံးတဲ့သူတွေကသူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေအကြံဉာဏ်တွေကိုပြန်ပြီးမျှဝေဖို့တိုက်တွန်းနေအဲ့ဒီခါမှာဒီ page ကတက်ရှိကြီးလို့ပဲလူတိုင်းကဝိုင်းပြီးတိဆောက်ထားတဲ့အဖိုးတန်အရင်မြစ်တစ်ခုဖြစ်လာတာပေါ့နောက်ထပ်တေးသေးလေးပြီးမဲ့တော်တော်လေးစမတ်ကြတဲ့အချက်တကူကတော့အချင်းကိုက်ပြီး content တင်တာပါပဲလူတွေ Facebook အသုံးများဆုံးအချိန်တွေကိုရေးပြီးအကြောင်းအရာတွေတင်ပြီးတော့အရေးကြီးတဲ့သတင်းအချက်လက်တွေကလူတွေစီကိုအထီရောက်ဆုံးရောက်သွားတာပေါ့ဒါကသူတို့ဘယ်လောက်ထိတေးသေးကြကြစီစဉ်ထားလဲဆိုတာကိုပြနေတာပါ ဆိုတော့ခြုံပြီးပြောရရင်ဒါဟာတာမန် Facebook page တစ်ခုဆိုတာထက်အများကြီးပိုပါတယ်ဒါဟာတကယ့်ကိုမရှိမဖြစ်လို့အပ်တဲ့အထောက်ပံ့ပေးတဲ့ system တစ်ခုလို့ဖြစ်နေတာပါ ဟုတ်ပါတယ်ဒါဟာအသက်သွေးကြောတစ်ခုလိုပဲလမ်းညွန်စာအုပ်တအုပ်တလိုပဲလူမှုအတိုင်းဝဲတဲ့စုစည်းရနေရာတစ်ခုလိုပဲအရေးကြီးဆုံးကတော့အဲ့ဒီယာအားလုံးကိုကိုယ့်လက်ထက်ကဖုံးတလုံးတွေကနေအလွယ်တကူရယူနိုင်တာပါပဲ ကဲဒီအကြောင်းအရာကိုအဆုံးမတက်ခင်မှာစဉ်းစားစရာမေးခွန်းကြီးတစ်ခုနဲ့ပိတ်လိုက်ခြင်းပါတယ်အနာဂတ်မှာလေရွှေ့ပြောင်းနေထိုင်သူတွေအတွက်တမားရိုးကျတန်ယုံတစ်ခုထက်တေးသေးကြကြစီမံခန့်ခွဲထားတဲ့ဒီလိုလူမှုကွန်ရက်အဖွဲ့အစည်းတစ်ခုကပိုပြီးအားကိုးရတဲ့ပိုပြီးအရေးပါတဲ့နေရာတစ်ခုဖြစ်လာနိုင်မလားဒီမေးခွန်းကတော့ကျွန်တော်အားလုံးအတွက်စဉ်းစားစရာတစ်ခုအဖြစ်ကြံ့နေမှာပါပဲ